ကြီးတွေပဲမှန်းလာလေ ဟာအကြီးကြီးစွတ်မှန်းတယ်နော်ပြီးတစ်ခုမှလည်းမရဘူး ဟုတ်မတော့မတော့ကျွန်တော် ဟုတ်ဂိမ်းလေးကူကျင်နော် โอเค ရဒီမှာဒီလာတဲ့အတိုင်း၄ဂိမ်းကူမှာ၄ဂိမ်း၄ဂိမ်း ဒီကိန်းတော့ငါပိုက်တာဗော ကဲညာတော့ share ပဲဗျာ၄ခုယူပြီးတော့အောင်ဝဲခံပါပြေပဲ PR တွေဝယ်တာအဲ့ဒါ၄ခုယူမှာ၄ခု ဒီဘာလို့ဗီဒီယိုရိုက်လဲ အောင်ဝဲကြိုကန်တာလေကျွန်တော်၄ခုညကြရင်စော့ပြီးတော့လောက်တော့ တခါအောင်မဲခံတာမင်းဂိမ်းတော့မထည့်ရသေးကြိုးပြီးအောင်မဲခံနေ မရဘူးကျွန်တော်ကြိုအောင်ဝဲခံတာ ဟောဟာလား ၄ခုလေ၄ခု ဟောအေးဟုတ်ပြီဟောအဲ့ဆိုရအေးလေးတော့ပေါ့ ဟာလာပါမယ် share ပဲအောက်ကျင်ညာကြားပြီ အဲ့ဆိုရင်ယူမာက Resident Evil ဟဲ့လားအခုနောက်ဆုံးထွက်တဲ့ဂိမ်း ဟုတ်တယ် အဲ့ကောင်က credit တော့မထွက်ဘူးနော်ညီလေး ခရမထင် official ဘယ်လောက်လောက်ရှိ official ကျတော့ဒေါ်လာ80လောက်ရှိတယ် ဒေါ်လာ80တော့ အေး ညားလိုက်တာ တော့ပြီလားညီတော့လား ယူတော့ပါ ညီတော့ 3ခုရှိသေးရပဲ ဟုတ် ရပါဒီတစ်ခုဘာမှမဟုတ်ပါဘူးအဲ့လောက်လည်းရေးမကြည့်ပါ ဟော3ခုရှိသေးတယ်ပေါ့ ရပါ3ခုရှိတယ်ရ3ခုရရင်ရ အေး တိတ်ရေးမကြည့်ပါတောင်းမယ် တတ်ခွတ်ခွတ်ဒီမှာလေ ဟော အမေခွတ်ပြောက်နေကြနော် ကြားခွတ်တော့မတောက်တော့ပါ ဟုတ်မတော့ကျွန်တော် ဟုတ်တာပဲသူ့ဟာမတောင်းနေတော့နော်တော့မှပဲတောက်တော့ ဆန္ဒရောက်ခံဒီမှာကိုရဲ့ ရပါတယ်ရေးပါမကြည့်ရကဲနောက်တစ်ခုကဘာကင်းလဲဆိုတော့ဟို Death Stranding 2ဟဲ့လား ဟုတ်တယ် Death Stranding 2ကကြတော့သူ SSD လိုတာကြီးရဲ့အခုညီရဲ့ laptop ကိုကြည့်ရ SSD ကလေဘယ်လောက်မှလည်းမဆန်းတော့ဟုတ်လားအဲ့တော့ game ကကူးလို့မရတော့ မရတော့ရ ရပါတယ်နှစ်ခုကြံသေးရဲ့ရနှစ်ခု နှစ်ခုတော့ကြံပါသေးတယ် ရပါတယ် စိတ်လည်းမကြပါနဲ့ ရအဆင်ပြေကိုနှစ်ခု နှစ်ခုပါပဲ တေချာယူပြီးပြန်မယ်ကို Okay okay နောက်တစ်ခုက GTA 5เนาะ ဟုတ်တယ် GTA 5ကညီးဆက်တယ်မှာကကြတော့9တော့9တယ်ကွာဒါပေမဲ့တခုရှိတာ GTA 5က gig က100လောက်ရှိတာ gig 100မှာအခုမင်းဆက်မှာ gig က50လောက်ပဲလွတ်တာဆိုတော့ GTA 5ထည့်လို့မရတော့ဘူး မရတော့ အေး ခုနကနှစ်ခုလည်းမရ မရဘူး နှစ်ခုကြံလာတယ်တစ်ခုကမရတော့ပြန်ရတယ်ကိုတစ်ခုကြံသေးရပဲရပါတယ်တစ်ခုကြံသေးရရ လက်ပလာမမဟုတ်တာရပါ အဲ့ဂိမ်းကြီးကဘာမှလည်းမကောင်းပါဘူးဘာမှလည်းမ မကောင်းလား မကောင်းဒီတစ်ခုကြံတာယူပြီးတော့ပဲသွားမယ် မရနဲ့မကောင်းဘူးပဲเนาะ မကောင်းကိုရတယ်တစ်ခုကြံသေးရလေ တစ်ခုကြံပါသေးရဲ့အဲ့တစ်ခုကကြတော့နောက်ဆုံးတစ်ခုကြည့်မယ်เนาะနောက်ဆုံးတစ်ခုကကြ Cyberpunk Cyberpunk ကလည်း GTA 5လိုပဲ gig 100လောက်ရှိတာတူလက်တူလောက်ပဲမရဘူးကွာ မရတော့ပြန် အေး တစ်ခုပဲကြံတော့လေ လက်ပလာတော့ဖြစ်တော့မှာပဲ ဆောင်းလေးကို၄ခုယူမယ်ဆိုပြီးလာတာလीတစ်ခုမှမရဘဲနဲ့တော့ကျွန်တော်အိမ်ပြန်လို့တော့မရဘူး အဲ့ဒါဆိုရှင်လည်းကွာဘာမှမထူပါဘူးရတဲ့ game လေးသာကူသွားလိုက်အခုမင်းဒီဆက်နဲ့ဆိုရှင် gig ကလည်း50လောက်ရှိရဆိုတော့ဟိုလက်နိုင်ပဲလေးကူသွားလိုက် အော်ဟုတ် နော်အဲ့လေးကူသွားလိုက်မလား ဆောက်လို့တော့ကောင်းတယ်မလား အေးကောင်းတယ်နော်အဲ့လေးကူသွားလိုက် ဟဲ့လေးထက်နိုင်မရဘယ်လိုဆော့ရလဲ ဒီလက်နိုင်ပဲဘယ်လိုဆော့ရမလဲဟုတ်လေမင်းက Resident Evil တွေ Death Stranding တွေ GTA 5တွေမင်းအကြီးတွေပြောပြီးတော့ဒီတက်တက်လေးကြအောင်မဆော့တတ်တော့ဘူးလား ကျွန်တော်အကြီးတွေပဲမှန်းလာလေ ဟာအကြီးတွေစွတ်မှန်းတယ်နော်ပြီးတစ်ခုမှလည်းမရဘူး ဘယ်လိုပါဘယ်လိုဆော့ရလဲတင်ပြီးလိုက်ပါကျွန်တော်နည်းနည်းအားချောင်ပြီးသွားပြီဘယ်လိုလဲ အာမဟုတ်မရဘူးကြီးအဲ့တင်ပြီးတော့မင်းဒါလေးအောင်မှတင်ပေးရမယ်ဆိုကျွန်တော်ဟာဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး ရှုပ်ပါတယ်ကွယ်ကျွန်တော်လည်းတော့ဝယ်ပြန်ဝယ်လိုက်ပါ ဟမ်ဟုတ်လေမဝယ်ဘူးလေငါက game ထည့်ပေးရလေ ဟိုဝယ်လိုက်ပါကွယ်ဝယ်လိုက်ပါ ဘာလို့ပြန်ဦးတာ မလို့ချင်းတော့လို့ကိုရ မလို့ရင်တော့လို့အာမရောက်ရောကောက်ကိုပြန်ယူပါရော့ဟာလေအောင်ဒီမှမသိလေကြီးလေကျင်လေဆိုင်လာဘုံကောင်တွေကကွာကိုရန်ကြတော့ဖြစ်ရှိအောင်မကြိုးစားအောင်မလို့ရင်တို့ပြန်အောင်တယ်လေးပါရင်းနဲ့မရလိုက်လို့ရှိရင်လည်းအပြစ်ကပြောသေးတယ်ဟုတ်ဘယ်လိုပုံမှန်လာတော့